မင်းကပြောပွားပြီငါစာရိုက်နေတာမဟုတ်ဘူးလို့ ရှစ်ဘာမှပြောင်းနေမနေတော့ရှစ်စာရိုက်နေတာကျမအကုန်တွေ့ပြီးသား ငါ AI နဲ့မေးစရာရှိလို့မေးနေတာအဲ့ဒါစာရိုက်နေတာမဟုတ်ဘူးစကွန်ရှော့ပြဆိုလဲပြလို့ရတယ် ဘာစကရစ်ရှော့မှာလာတော့မင်းနဲ့ရှင်ကျမကိုပြောင်းလေးနေတယ်ဆိုကျမသိရနော် ငါပြောင်းလဲနေလို့လား လိန်နေရပဲလေဖုန်းကြီးကိုပေါ်လန်ထားပြီးတော့ဘာမှမမြင်ရတဲ့ဟော မ င်း င်းကမဟုတ်သေးဘူးလေမင်းကတလုံးနေလို့ခဏတစ်ဖြုတ်လေးဗီဒီယိုကိုပြောတိုင်းပြဿနာကြီးပဲတဲ့အားကြောင့်မပြောရှင် ပြောချင်တယ်မပြောနိုင်လေသူတို့လည်းပြောချင်တယ်ချလိုက်ရုံနဲ့ဟုံးပြောချင် ချဟေးချခေါ်မလားနဲ့ မခေါ်ဘူးစနေတက်တာမခေါ်နိုင် ခေါ်နဲ့ ဟုတ်ဘူး ဗီဒီယိုကိုချောက်ရတာ9မိနစ်တောင်ရှိဟောက်ပြန်နေခေါ်မလားဘယ်လိုလုပ်ရင်ကောင်းလဲပြန်ခေါ်လိုက်ရမလားဖြစ်သေးပါဘူးသူကတော့ငါ့ကိုမခေါ်ဘဲနေနိုင်သေးတယ်ငါဘာလို့ပြန်ခေါ်ရမလဲခေါ်လိုက်ပါမယ်လေခေါ်လိုက်ရင်ကောင်းမလားဟောတော်မခေါ်တာပဲကောင်းတော့ထက်ရင်ဖြစ်နေရခေါ်လိုက်ပါမယ်လေမထူးပါဘူးမခေါ်လိုက်ငါခေါ်ရမှာပဲနိုင်ပေါ်လည်းမရှိဘာကြီးလုပ်နေတာဘယ်သူနဲ့စားရတော့ပို့နေတာဟောက်စိတ်ဆိုးဘူးဘာလို့လို့မလဲမသိခေါ်လိုက်မကောင်းလားမခေါ်ကောင်းမဟုတ်သေးဘူးဘာအချိုးတော့ငါအဲ့တော့ခေါ်နေဟောက်ကန်ရမယ်ဟာမင်းကပြောပွားပြီငါစာရိုက်နေတာမဟုတ်ဘူးလို့ ရှစ်ဘာမှပြောင်းနေမနေတော့ရှစ်စာရိုက်နေတာကျမအကုန်တွေ့ပြီးသား ငါ AI နဲ့မေးစရာရှိလို့မေးနေတာအဲ့ဒါစာရိုက်နေတာမဟုတ်ဘူးစကွန်ရှော့ပြဆိုလဲပြလို့ရတယ် ဘာစကရစ်ရှော့မှာလာတော့မင်းနဲ့ရှင်ကျမကိုပြောင်းလေးနေတယ်ဆိုကျမသိရနော် ငါပြောင်းလဲနေလို့လား လိန်နေရပဲလေဖုန်းကြီးကိုပေါ်လန်ထားပြီးတော့ဘာမှမမြင်ရတဲ့ဟော မ င်း င်းကမဟုတ်သေးဘူးလေမင်းကတလုံးနေလို့ခဏတစ်ဖြုတ်လေးဗီဒီယိုကိုပြောတိုင်း